Hormuz ရေလက်ကြားကရေမြုပ်မိုင်းတွေကိုရှင်းလင်းကိုစစ်ကွဲပြီးသွားရင်တော့ဘာလို့6လလောက်အချိန်ယူရမှာလဲအဖြေကတော့အံ့ဟိုစရာပါပဲကျွန်တော်ရှင်းပြပါမယ်လွန်ခဲ့တဲ့နှစ်ပတ်လောက်ကစပြီးအီရန်အမြန်ရေရင်တွေဟာတိုင်းခေါင်ရန်အချိန်တွေမှာရေလက်ကြားတွေကိုအရှိန်နဲ့မောင်းနှင်ပြီးရေမြုပ်မိုင်းတွေကိုပင်လယ်ထဲဖစ်ချခဲ့ကြပါတယ်လူအများစုကတော့အမေရိကန်အနေနဲ့သင်းပေါအနှင်းငယ်လွတ်ပြီးရက်အနှင်းငယ်အတွင်းရှင်းလင်းဖစ်နိုင်မယ်လို့ထင်ကြပါတယ်ဒါပေမဲ့ဘာလို့မရလဲဆိုတဲ့အကြောင်းရင်းကဒီလိုပါအီရန်ဟာရေလက်ကြားနဲ့အနီးအတက်ဝိုင်မှာရေမြုပ်မိုင်းအလုံး20အထိချထားတယ်လို့ပင်တဂွန်ကကွန်ဂရက်ကိုမကြာသေးခင်မှာပဲပြောကြားခဲ့ပါတယ်။ဒါကြောင့်ရေတပ်အနေနဲ့မိုင်းတလုံးချင်းစီကိုရှာဖွေနိုင်မှုရှာဖွေကိရိယာတွေကိုအနောက်ကနေဆွဲပြီးလူလျှောက်တဲ့အရှိန်လောက်ပဲတွားနိုင်တဲ့အထူးပြူမိုင်းရှင်းသင်းမောတွေကိုဆေးလွှတ်ရမှာဆိုပါတယ်။ဒါပေမဲ့အကြီးမားဆုံးအကြောင်းရင်းကတော့အမေရိကန်အနေနဲ့စစ်ပွဲလုံးဝမပြီးမချင်းမိုင်းရှင်းလင်းရေးကိုစတင်နိုင်မှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့မိုင်းရှင်းသင်းမောတစ်စုံရေလက်ကြားတွေကိုဝင်လာတာနဲ့တပြိုင်နက်မိုင်းလာထောင်တဲ့အီရန်အမြန်ရေရင်တွေအတွက်အလွယ်တကူပြစ်မှတ်တစ်ခုဖြစ်သွားနိုင်လို့ပါပဲဒါကြောင့်လောလောဆယ်မှာကမ္ဘာရေနံ20ရာခိုင်နှုန်းဟာမိုင်းကွင်းရဲ့တစ်ဖက်ချမ်းမှာပိတ်မိနေပြီးလောက်ရီနဲ့ချီပြီးဒီအတိုင်းဆက်ရှိနေဦးမှာဖြစ်ပါတယ်